Black Panther ရုပ်ရှင်ကိုရုပ်ရှင်ရုံမှာတွားကြည့်ပြီးပြီလားအရေးကြီးတဲ့အချက်လက်တွေအားလုံးကိုအတူချုပ်သိရဖို့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဒီနေ့မှာတော့2018ခုနှစ်ကထွက်ရှိခဲ့တဲ့ Marvel Superhero က Black Panther အကြောင်းကိုပြောပြပေးသွားမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကအာဖရိကမျိုးနွယ်စု၅ခုဟာဘဲဘရဲရင်တပ်တုတွေပါတဲ့အုတ်ကခဲတစ်ခုကြောင့်စစ်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာစစ်တီတော်တဦးဟာဗက်ဘရဲရင်ဓာတ်တင်နေတဲ့နှလုံးပုံစံတစ်ဦးကိုစားသုံးမိရာကနေလူစွမ်းကောင်းစွမ်းအားတွေရရှိခဲ့ပြီးပထမဆုံး Black Panther ဖြစ်လာခဲ့ပါတယ်သူဟာဂျေဘာမျိုးနွယ်စုကလွဲလို့ကျန်တဲ့မျိုးနွယ်စုအားလုံးကိုစုစည်းပြီးဝါကန်ဒါနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်နှစ်ပေါင်းများစွာကြာတဲ့အထိဝါကန်ဒါလူမျိုးတွေဟာဗက်ဘရဲရင်ကိုအသုံးပြုပြီးအဆင့်မြင့်နည်းပညာတွေကိုတီထွင်ခဲ့ကြသလိုကမ္ဘာကြီးရဲ့အမြင်မှာတော့ဆင်းရဲတဲ့တတိယကမ္ဘာနိုင်ငံတစ်ခုအဖြစ်ဟန်ဆောင်ပြီးတီးခြားခွဲနေခဲ့ကြပါတယ်1992ခုနှစ်မှာဝါကန်ဒါဘုရင်ချာကဟာအမေရိကန်နိုင်ငံအော့ကလန်မှာလိုဝက်တာဝန်ထမ်းဆောင်နေတဲ့သူညီဂျာဘူစီကိုတွားရောက်ခဲ့ပါတယ်။ဂျာဘူဟာဝါကန်ဒါကဗဘရနင်းတွေကိုခိုးယူဖို့လက်နက်မှောင်ခိုသမားဝိစစ်ခွဲကိုကူညီခဲ့တယ်လို့ချဲခါကဆွဆွဲခဲ့ပါတယ်။ဂျာဘူရဲ့လက်တွဲဖော်ဝါကန်ဒါသူရှုဖြစ်သူဇိုရာကလည်းဒါဟာမှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။မျက်မှောက်ခေတ်မှာတော့ဘုရင်ချက်ခတ်ကွယ်လွန်ပြီးနောက်တားဖြစ်သူချလဟာထိနှက်ဆက်ခံဖို့ဝါကန်ဒါကိုပြန်လာခဲ့ပါတယ်။သူဟာဒိုရမီလဂျစ်စစ်တီတော်ခေါင်းဆောင်အခွိုင်နဲ့အတူသူ့ရဲ့ချစ်သူဟောင်းနေကီယာကိုကယ်တင်ပြီးနန်းတင်ပွဲခမ်းနားကိုတက်ရောက်စေခဲ့ပါတယ်အခမ်းအနားမှာဂျေဘော်ရာမျိုးနွယ်စုခေါင်းဆောင်ဘယ်ကျူကရှောလကိုစိန်ခေါ်ခဲ့ပေမဲ့ရှောလကအနိုင်ရရှိခဲ့ပါတယ်အဲ့ဒီနောက်ခွဲနဲ့သူ့ရဲ့နောက်လိုက်ကီလ်မန်ဂါတို့ဟာလန်ဒန်ပြတိုက်ကနေဝါကန်ဒါရှေးဟောင်းပစ္စည်းတစ်ခုကိုခိုးယူခဲ့ကြပါတယ်ရှောလဟာခွဲကိုဖမ်းဆီးဖို့တောင်ကိုရီးယားနိုင်ငံဘူဆန်ကိုတွားခဲ့ပေမဲ့ဆီရဲ့အေဂျင့် Ross ကြောင့်ခွဲကိုလွှတ်ပေးလိုက်ရပါတယ်တိုက်ပွဲအတွင်း Ross ဒဏ်ရာပြင်းထန်စွာရသွားတဲ့အတွက်ရှောလာကသူ့ကိုဝါကန်ဒါကိုခေါ်ဆောင်လာပြီးနည်းပညာနဲ့ကုသပေးခဲ့ပါတယ်ရှောလာဟာဇိုရက်စီကနေအမှန်တရားကိုသိလိုက်ရပါတယ်အတိတ်ကအန်ဂျာဘူဟာကဘာတဝမ်းမှာနှိပ်စက်ခံနေရတဲ့လူမဲတွေကိုကူညီဖို့ဝါကန်ဒါနည်းပညာတွေကိုဖြန့်ဝေခြင်းခဲ့တာပါအဲ့ဒီတုန်းကချဲခါကအန်ဂျာဘူကိုဖမ်းဆီးဖို့ကြိုးစားရင်းတက်လိုက်ရပြီးအန်ဂျာဘာရဲ့သားကီလ်မန်ဂျိုကိုအမေရိကန်မှာဆွန့်ပစ်ခဲ့ပါတယ်ကီလ်မန်ဂါဟာခွဲကိုတက်ပြီးဝါကန်ဒါကိုရောက်လာကသူဟာနန်းတွေးနန်းဆက်ဖြစ်ကြောင်းတက်တည်ပြပြီးရှောလကိုစိန်ခေါ်ခဲ့ပါတယ်။တိုက်ပွဲမှာကီလ်မန်ဂါကဇိုရိုက်ကိုတက်ပြီးရှောလကိုရေတံခွန်နဲ့တွန်းချလိုက်ပါတယ်။အဲ့ဒီနောက်သူဟာနှလုံးပုံစံတစ်ဦးတွေကိုမိရှုဖျက်ဆီးခိုင်းခဲ့ပေမဲ့နေကီယာကတစ်ခုကိုခိုးယူနိုင်ခဲ့ပါတယ်။နေကီရှယ်ရိုက်နဲ့ရော့စတိုဟာဂျေဘာရိုင်မျိုးနွယ်စုစီကိုထွက်ပြေးခဲ့ကြပြီးအဲ့ဒီမှာတေကန်မရောက်တတ်မပြောက်ရှိနေတဲ့ထက်ချောလကိုပြန်တွေ့ခဲ့ပါတယ်။နေကီယာယူလာတဲ့တစ်ဦးကြောင့်ရှောလာအင်အားပြန်ပြေးလာပြီးကီလ်မန်ဂါကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဗစ်ဘရန်ရဲ့မိုင်းတွင်းထဲမှာတိုက်ခိုက်ရင်းရှောလာကကီလ်မန်ဂါကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ကီလ်မန်ဂါဟာအကျဉ်းသားအဖြစ်အသက်ရှင်မဲ့အစားလွတ်လပ်သူတစ်ယောက်အနေနဲ့တည်ဆုံမှုရွေးချယ်ခဲ့ပါတယ်။ဇက်သိမ်းမှာတော့ရှောလာဟာဝါကန်ဒါရဲ့နည်းပညာတွေကိုကဘာကြီးကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးကုလသမဂ္ဂမှာဝါကန်ဒါရဲ့အမှန်တရားကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အခုလိုဗီဒီယိုလေးတွေကိုဆက်ကြည့်ဖို့အတွက် Subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦး။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။